လူတွေမှာ super power တွေတကယ်ပဲရှိနိုင်သလားဒီလိုတွေးမှုကြမယ်ထင်ပါတယ်ကောင်းပြီဒီနေ့တော့တာမန်လူတွေထက်ထူးခဲတဲ့စွမ်းရည်တွေရှိတဲ့လူသားတွေရဲ့မယုံနိုင်စရာဇက်လန့်တွေကိုခုံစမ်းကြည့်ကြရအောင်ဆိုတော့ဒီလိုတကယ်လက်တွေကဘာမှာရှိတဲ့ super power တွေရဲ့နောက်ွယ်ကသိပ္ပံပညာကိုအတူတူစူးစိုက်ကြည့်ကြရအောင် ဒီမေခွန်းကအတီးကပဲဟုတ်ပါတယ်ရုရှင်နေချက်ကလို့လေတွေပြန်တာတော့မျက်စိကနေလေးစားရောင်းချီတွေထုတ်တာတော့လို့မျိုးကောင်းမဟုတ်ဘူးပေါ့ဒါပေမဲ့ကိုနေထိုင်တဲ့ပဝင်းကျင်နဲ့လိတ်လျောညီထွေဖြစ်အောင်ပြုပြင်ဖြောင်းလဲရင်းနဲ့ရလာတဲ့တကယ်ကိုထူးခြားတဲ့စွမ်းရည်တွေတော့ရှင်းနေပါတယ်ဒီစွမ်းရည်တွေကမျက်လက်ပြခွတ်တဲ့လုံးဝမဟုတ်ပါဘူးဒါတွေအားလုံးဟာကျွန်တော်တို့ရဲ့ဇီဝဗေဒကျွန်တော်တို့ရဲ့မျိုးရိုးဗီဇပြီးတော့ပတ်ဝန်းကျင်ကိုဘယ်လိုတုံ့ပြန်တယ်လဲဆိုတဲ့အပေါ်မှာပဲအခြေခံထားတာပါဒီအကြောင်းကိုနားလည်ဖို့တောက်ချက်ကြတဲ့စကားလုံးတစ်လုံးရှိပါတယ်အဲ့ဒါကတော့ adaptation ပါပဲမြန်မာလိုဆိုရင်တော့လိုက်လျောညီတွေချအောင်ပြုပြင်ပြောင်းလဲခြင်းပေါ့ဒါကတက်ရှိတယ်အထူးသဖြင့်လူသားတွေဟာသူတို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာပိုပြီးအဆင်ပြေရှင်းတန်းနိုင်ဖို့အတွက်အချိန်နဲ့အမျှပြောင်းလဲလာတဲ့ဖြစ်စဉ်တစ်ခုပါဒီဖြစ်စဉ်ကြောင့်ပဲအခုပြောင်းမဲ့အံ့ဩစရာကောင်းတဲ့စွမ်းရည်တွေဖြစ်ပေါ်လာရတာပေါ့ဒီစွမ်းရည်တွေကပုံစံ၃မျိုးနဲ့ရလာနိုင်ပါတယ်တချို့ကနှစ်အနည်းငယ်အတွင်းလေ့ကျင့်ကြလို့ရလာတာမျိုးတချို့ကြတော့ငယ်ငယ်လေးကတည်းကအဲ့ဒီပတ်ဝန်းကျင်မှာကြီးပြင်းလာလို့ရလာတာပြီးတော့တချို့ကတော့မျိုးရိုးပိစားထဲမှာကိုမွေးရပါလာတာပါတကယ်ကိုအံ့ဩစရာကောင်းဆုံးစွမ်းရည်တွေကတော့ဒီ၃မျိုးလုံးပေါင်းစပ်တော့တဲ့အခါမှာဖြစ်ပေါ်လာတာများပါတယ်ကဲတဲ့ပထမဆုံးမျိုးစကိုကြည့်လိုက်ကြရအောင်ရေနဲ့ပတ်သက်ပြီးထူးခြားတဲ့စွမ်းရည်တွေရှိတဲ့လူတွေပါသူတို့ဘဝတစ်ခုလုံးကိုပင်လယ်ပေါ်မှာပဲနေထိုင်ဖြတ်တန်းကြတဲ့လူတွေအကြောင်းပေါ့ပထမဆုံးကတော့ဗကြာဟုံလူမျိုးတွေပါသူတို့ကိုပင်လယ်ခြေသလုံးအိမ်တိုင်များလို့တောင်တင်စားခေါ်ကြတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့တရဲ့ရွယ်ဟာတာမန်လူတွေထက်ပိုကြီးနေပြီးဂျီဝပြည့်တဲ့ဆိုင်ရာရင်ကုတ်ခံတစ်ခုလိုအလုံးလုံးပေးလို့ပါပဲရင်ကုတ်တဲ့အခါအပေါ်အောက်ဆီဂျင်ကိုအဲ့ဒီမှာတိုးလောင်ထားတာပေါ့သူတို့နဲ့ဆွေမျိုးတော်ဆက်တဲ့မိုကန်လူမျိုးတွေကြတော့လေရေအောက်မှာမျက်မှောက်မလို့ပဲအရာအလုံးကိုကြည်လင်ပြတ်သားစွာမြင်နေတဲ့မယုံနိုင်စရာစွမ်းရည်ကိုပိုင်ဆိုင်ထားပြန်ရောတစ်ချက်စဉ်းစားကြည့်ပါ15မိနစ်တည်တည်နော်ဒါဟာလေ့ကျင့်ုံတက်တက်နဲ့ရနေတဲ့စွမ်းရည်မျိုးမဟုတ်တော့ဘူးမျိုးဆက်ပေါင်းများစွာပင်လယ်နဲ့အတူရှန်တန်နေထိုင်လာခဲ့တဲ့ရက်လက်စစ်ပါပဲပိုလီနီရှင်လူမျိုးတွေကတော့နောက်တစ်မျိုးသူတို့ရဲ့မျိုးရိုး obvious ကအစားရှားပါတဲ့ပင်လယ်ခီးရှည်ကြီးတွေမှာအစီကိုပိုကောင်းကောင်းထိုးလောင်နိုင်အောင်ကူညီပေးတယ်ဒါအပြင်ဘလို့ကရိယာမှမတုံးပဲကျယ်တွေလှိုင်းနှင်ကိုကြည့်ပြီးဓမိုးရရာကြီးကိုဖြတ်ကျော်နိုင်ခဲ့တယ်သူတို့ရဲ့လမ်းရှာနိုင်စွမ်းကတော့တကယ်ကိုအမခံပါပဲဆိုတော့ဒီအချက်တွေကနေသိနိုင်တာကမျိုးဆက်ပေါင်းများစွာပတ်ဝန်းကျင်တချို့တဲမှာနေထိုင်ခြင်းဟာရှင်သန်မှုအတွက်လူခန္ဓာကိုယ်ကိုပုံစံပြောင်းလဲစေနိုင်တယ်ဆိုတာပါပဲကဲရေကနေကုန်းပေါ်ကိုတက်ကြည့်ကြရအောင်ဒီတစ်ခါတော့ကဘာပေါ်မှာအပြေးအတန်ဆုံးခနိုင်ရည်အရှိဆုံးလူတွေကြောပြောပြချင်ပါတယ်မက္ဆီကိုကရရမိုးလီလူမျိုးတွေနဲ့တွေ့ကြည့်ကြရအောင်သူတို့ရဲ့ခန္ဓာရည်ကဒန်တာရီတစ်ခုလိုပါပဲမရက်မနာမိုင်းနေရချိုပြေးနိုင်တယ်ဆိုတာကထာမလူတယောက်အကတ်တော့စိတ်ကိုးနဲ့တောင်လိုက်မမီနိုင်တဲ့စွမ်းဆောင်ရည်မျိုးပါဒီဇလန်လေးကတကယ်ကိုအားကြစရာပဲမာရီယာဆိုတဲ့ရတာမိုးလီမျိုးသမီးဟာ50ကီလိုမီတာအပြေးပြိုင်ပွဲကိုရိုးရဝစ်ဆောင်ရဲ့ဖိနချိုတိုင်းလေးပဲစီးပြီးအနိုင်ရခဲ့တာနာမည်ကြီးအားကစားပစ္စည်းကုမ္ပဏီကစပွန်ဆာပေးတော့ကမရရိုဖိနက်တွေကကျမကိုနေသွားစီမှာဆိုပြီးငင်းခဲ့တယ်တဲ့ဒါကသူတို့ရဲ့တဘာဝအတိုင်းနေထိုင်မှုပုံစံကိုဘလောက်တိုင်ပို့ထားလဲဆိုတာပြနေတာပဲပေါ့ဒီတော့ထိုက်တန်းအပြေးသမားတွေမှာနီလန်နှမျိုးတွေ့ရတယ်ရရမူတွေကသူတို့ရဲ့အတိုင်းဝိုင်းလိုက်ပြေးတဲ့ယဉ်ကျေးမှုနဲ့အစားအသောက်ကြောင့်ထူးချွန်ကြတယ်အရှေ့အာဖရိကကကာလန်ဂျယ်လူမျိုးတွေကြတော့သူတို့ရဲ့အရက်ရှည်ပြီးတွေ့လဲတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့အမြင့်ပိုင်းဒေသမှာနေထိုင်မှုကြောင့်အားသာချေရနေတာပါဆိုလိုတာကအလားတူထူးချွန်တဲ့စွမ်းရည်တွေဟာမတူညီတဲ့ယဉ်ကျေးမှုနဲ့ဇီဝကမ္မစွမ်းရလမ်းကြောင်းတွေကနေတဆင့်ဖြစ်ပေါ်လာနိုင်တယ်ဆိုတာပါပဲနောက်တစ်ပိုင်းကိုဆက်သွားရအောင်ဒီအပိုင်းကတော့အလွန်အေးတဲ့ရေခဲဒေသတွေနဲ့အောက်ဆီဂျင်နည်းတဲ့အမြင့်ပိုင်းဒေသတွေမှာနေထိုင်တဲ့လူတွေအကြောင်းမှာစိတ်ဝင်စားစရာကောင်းတာကသူတို့ကတူညီတဲ့ပြဿနာကိုလုံးဝမတူတဲ့နီးလန့်တွေဖြေရှင်းခဲ့ကြတာပဲဒီချစ်စရာကိုကြည့်ရင်အားလုံးရှင်းသွားပါလိမ့်မယ်အလွန်အေးတဲ့ဒေသမှာနေတဲ့ ignorant လူမျိုးတွေကအစီကိုချစ်ဖြတ်တဲ့မျိုးရိုးဖီစီနဲ့လိုင်းလွယ်မျိုးတွေဖြစ်အောင်ပြုပြင်ဖြောင်းလဲလာတယ်အလားတူအေးတဲ့ဒေသကစာမီလူမျိုးတွေကြတော့နိုးနဲ့နိုးထွက်ပစ္စည်းတွေကိုချစ်ဖြတ်နေစွမ်းနဲ့ရှင်းတန်းကြတယ်အမြင့်ပိုင်းဒေသမှာလည်းဒီလိုပဲရှားပါတဲ့ကသွေးကြဲပြီးအောက်ဆီဂျင်ကိုပိုထိထိရောက်ရောက်ထုံးနိုင်စွမ်းရှိလာသလိုခီဂျူအာလူမျိုးတွေကတော့ဟီမိုဂလိုဘင်ပိုများပြီးအဆုတ်ပိုကြည့်အောင်ပြောင်းလဲလာကြတယ်ဒါကဘာကိုပြနေလဲဆိုတော့လူသားလေးဟာတူညီတဲ့စိန်ခေါ်မှုတွေကိုလုံးဝမတူညီတဲ့စီးပွားရေးဆိုင်ရာဖြည့်ရှင်းနေနဲ့ကြော်လာနိုင်စွမ်းရှိတယ်ဆိုတာပါပဲကဲနောက်ဆုံးအနေနဲ့အလွန်ပူပြင်းတဲ့တဲခန္ဓာရတွေမှာနေထိုင်တဲ့လူတွေရဲ့လိုက်လျောညီတွေဖြစ်အောင်ပြုပြင်ပြောင်းလဲနိုင်စွမ်းဒီအကြောင်းပြောကြရအောင်
ဒါမဲ့လိုက်လျောညီထွေဖျောင်းပြုတ်ပြင်ပြောင်းလဲခြင်းဆိုတာခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေတစ်ခုတည်းတည်းမဟုတ်ပါဘူးနော် ဒါဟာလူသားတွေရဲ့ဉာဏ်ပညာနဲ့တီထွင်ဖန်တီးနိုင်စွမ်းလဲပါဝင်ပါတယ်ကဘာပေါ်အခက်ခဲဆုံးပတ်ဝန်းကျင်တွေထဲမှာရှင်သန်ဖို့အတွက်ဤပညာနဲ့ရည်ကျဲမှုကိုဘယ်လိုအသုံးချခဲ့ကြတယ်လဲဆိုတာကြည့်လိုက်ရအောင် တဲခန္ဓာတွေကလူတွေမှာခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအပြင်သူတို့ရဲ့တီထွင်မှုတွေကလည်းအရေးပါလာပါတယ်ပေါ်ပေါ်ချောင်းချောင်းအဝတ်စားတွေဝတ်စင်တာမျိုးနောက်ပြီးကာလာဟာရီဆန်လူမျိုးရဲ့မယုံနိုင်လောဆရာခြေအခနိုင်စွမ်းတွေဟာစီဘပယာနဲ့ဉာဏ်ပညာပေါင်းစပ်မှုရဲ့အကောင်းဆုံးဥပမာတွေပါပဲဒီတော့အဆုံးစွန်သောလိုက်လောက်ညီထွေဖျောင်းပြီးပြောင်းလဲနိုင်စွမ်းဆိုတာမျိုးရိုးပြီးစစ်နဲ့ဉာဏ်ပညာတို့ရဲ့အားကောင်းတဲ့ပေါင်းစပ်မှုကနေမွေးဖွားလာတာဆိုတာရှင်းနေတာပါပဲကဲနေကုန်းချုပ်အနေနဲ့ဒီထူးခြားတဲ့စွမ်းရည်တွေအားလုံးကကျွန်တော်တို့ကိုလူသားတွေအကြောင်းဘာတွေသင်ပေးနေတယ်လဲဆိုတာကိုပြန်ပြီးသုံးသပ်ကြည့်ကြရအောင် အဓိကမတ်တာမှာကတော့လူသားတွေရဲ့မတူကွဲပြားမှုဟာအားနိုင်ခြင်းမဟုတ်ပဲအကြီးမားဆုံးအားသာချက်တစ်ခုဖြစ်တယ်ဆိုတာပါပဲကဘာပေါ်ကနေရာအတီးတီးမှာရှင်းတန်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဘိုးဘေးတွေကထူးခြားတဲ့နီလန်းတွေနဲ့လိုက်လျောညီထွေဖြစ်အောင်ပြုပြင်ပြောင်းလဲခဲ့ကြတယ်ဒီစွမ်းရည်တွေအားလုံးဟာလူသားတွေရဲ့ကြန့်ခိုင်မှုနဲ့ရှင်းတန်နိုင်စွမ်းကိုတက်တည်ပြနေတဲ့ဇလန်တွေပါပဲ နောက်ဆုံးအနေနဲ့တွေးစီရမေးခွန်းတစ်ခုလေးထားခဲ့ချင်ပါတယ်ရှေ့ကကလိုတမမတရားရဲ့ဖီယာဒီကိုတိုက်ရိုက်မယန်ဆိုင်ရတော့ပဲနိပညာနဲ့မျိုးပြတွေလွှမ်းမိုးနေတဲ့ဒီကဘာကြီးလဲမှာတော့အခုချိန်မှာကျွန်တော်တို့ဘလို့လိုက်လျောညီထွေရှိအောင်ပြုပြင်ပြောင်းလဲနေကြပါသလဲဒါကတော့ဆက်လက်ပြီးရေးသားနေစေဖြစ်တဲ့ဇလန်တပုတ်ပါပဲ